လိုမိုးအေးနဲ့ရာသီဥတုလေးမှာပူပူဆက်ဆက်စားခြင်းတဲ့သူတွေအတွက်အိမ်မှာပဲတန်တန်ရှင်းရှင်းနဲ့အလွယ်တကူလှုပ်ရှားလို့ရတဲ့ပဇွန်ချင်းဆက်ခေါက်ဆွဲပြုတ်လေးကို9မိနစ်အတွင်းလုပ်ပြပါမယ်။ပါဝင်ပစ္စည်းကလည်းအိမ်မှာပဲအလွယ်တကူပြုတ်စားလို့ရတဲ့ဒီဝါလာပဇွန်အရသာချင်းဆက်ခေါက်ဆွဲအထုပ်လေးတွေရဲ့ပဇွန်လေးနည်းနည်းရဲ့အနက်နဲ့အလှဆင်ဖို့အတွက်ရှောက်ရွက်နဲ့တံမြသီးလေးပဲလိုပါတယ်။အရင်ဆုံးခေါက်ဆွဲပြုတ်မဲ့အိုးတွေကိုစီလေးနည်းနည်းထည့်ပဇွန်လေးထည့်ပြီးတော့ဟိုဘက်တစ်ပတ်မှွေပြီးတော့အနီရောင်လေးဖြစ်လာပြီဆိုရင်ခဏဆယ်ထားပါမယ်။ဒီပဇွန်လေးတွေလုံးထားတဲ့အိုးတွေကိုပဲရေလေးထည့်ပြီးတော့ခေါက်ဆွဲပြုတ်ဖို့အတွက်ရင်နွေးလေးတည်ထားလိုက်ပါမယ်။ရင်နွေးဆူလာတာကိုစောင့်နေတော့ဝါလာပဇွန်အရသာချင်းဆက်ခေါက်ဆွဲထုတ်လေးတွေကိုဖောက်ပြီးတော့အသင့်ထည့်လို့ရအောင်ပြင်ဆင်ထားပါမယ်။ချင်းဆက်ထုတ်ကိုစဖောက်လိုက်တာနဲ့နေမယ်အမွှေးနဲ့နှာခေါင်းနဲ့ဆွတ်ခနဲ့ဝင်လာပြီးတော့ဟင်းခတ်အမွှေးကြိုင်နေရလဲတကယ်ကိုပဇွန်အနက်အရသာအတိုင်းပဲချင်းဆက်ဆက်မှုမွှေးလေးအချိုးကြကြလေးရောထားပြီးသားဆိုတော့အပိုလိုအရသာလေးထပ်ထည့်စရာမလိုတော့ပါဘူး။ရင်နွေးဆူလာပြီဆိုလို့ရှိရင်တော့ခေါက်ဆွဲတွေကိုထည့်ပြီးတော့အထုပ်ပေါ်မှာညှွှန်းထားတဲ့အတိုင်း3မိနစ်ကွက်တိပြုတ်ရအောင်လို့တိုင်မာလေးပေးပြီးတော့ဂျူးစပြုတ်လိုက်ပါတယ်။ဂျူးကတော့ပဇွန်အရသာလေးပို့ပြီးတော့ပေါ်လင်းစေခြင်းတဲ့အတွက်ခေါက်ဆွဲပြုတ်နေရင်လည်း2မိနစ်အကြာမှာခုနကဆဲထားတဲ့ပဇွန်လေးတွေကိုပြန်ထည့်ပြီးတော့ပြုတ်လိုက်ပါတယ်။3မိနစ်ပြည့်ပြီဆိုတာနဲ့မီးပိတ်အိုးပေါ်ကချပြီးတော့လှလှပပပြင်ဆင်ပြီးစားလို့ရပါပြီ။ဒီဝါလာပဇွန်ရတာချင်းဆက်ခေါက်ဆွဲပြုတ်ရဲ့အနံကလေးစပြုတ်နေတဲ့အချိန်တွေကတအိမ်လုံးကိုမှုေးပြီးတော့တင်းပြန့်နေရပဲ။တလုတ်စားကြည့်လိုက်တဲ့အချိန်မှာလည်းခေါက်ဆွဲသားလေးကအရန်ကိုအီဖက်ဖက်လေးဖြစ်နေပြီးတော့ပြဲနေရမျိုးလည်းမဟုတ်ဘူးပေါ့နော်။စီလေးနဲ့အီလေးစားလို့ကောင်းပါတယ်။အရေလေးရလည်းလေရှူရှဲရှဲနဲ့ပဇွန်အနံအရသာလေးနဲ့ထိမိလေးတော်တော်လေးကိုတောက်လို့ကောင်းပါတယ်။ပဇွန်လေးတွေကိုပါစီတက်ပြီးတော့မှတေချာပြုတ်ထားတာဆိုတော့ပဇွန်ရဲ့အနံအရသာလေးကလည်းပိုပေါ်လွင်နေပြီးတော့ပဇွန်အကောင်လေးတွေထဲမှာလည်းချင်းဆက်အရသာလေးရောက်ဝင်နေရဆိုတော့ပဇွန်ကိုစားလိုက်လို့ရှိရင်လည်းချင်းဆက်အရသာလေးကပဇွန်ထဲထိစိတ်ဝင်ပြီးတော့ပေါ်လွင်နေတယ်။ခေါက်ဆွဲရလည်းပဇွန်ရဲ့အနံအရသာလေးနဲ့မှုေးပြန့်နေပြီးတော့အီလေးနဲ့ဆိုတော့တော်တော်လေးစားလို့ကောင်းပါတယ်။ဒီ recipe လေးကညဘက်ပဲဖြစ်ဖြစ်ဟင်းချက်ပြင်းရတဲ့သူအတွက်ပဲဖြစ်ဖြစ်အလွယ်တကူလှုပ်ရှားလို့ရတယ်။ protein တက်လည်းပါတော့အာဟာရလည်းပိုပြီးတော့ဖြစ်ပါတယ်။အခုလိုမျိုးမိုးရသည့်အေးလေးမှာရှူရှဲပွင့်ထွက်ချင်တယ်ဆိုရင်တော့ဒီဝါလာရဲ့ပဇွန်အရသာချင်းဆက်ခေါက်ဆွဲပြုတ်လေးကိုစားကြည့်ကြဖို့မမေ့နဲ့နော်။ဂျူးဆိုကြိုက်လွန်းလို့တပတ်ကန်လုံးကိုတယောက်ထဲစားလိုက်တာမှလုံးဝအပြောင်ရှင်းမယ်။ vlog လေးအဆုံးထိကြည့်ပြီးရကျေးဇူးတင်ပါတယ်အားလုံးပဲတက်တာ